ခဲ့သေးတယ် nice EA အနေနဲ့ကျွန်တော် head to head တွင်ဘလို့မှကျွန်တော်တို့ရွှေမြန်မာကိုမနိုင်ပါဘူးနော်ဘယ်လိုလီးတော့မနိုင်ဘူးကဲတော့ကျွန်တော် YG အနေနဲ့လဲကျွန်တော်တစ်ဖက်မှာကျွန်တော် safe cloud position တော့ယူထားခဲ့ဒီမှာကျွန်တော် DND တိုးမချိုးသားဆိုတဲ့အနေနဲ့ကျွန်တော် Geekgate တကောင်တော့ရလိုက်ပြီဗျာ Geekgate တစ်သိန်းလုံးကတော့ white ကောက်ဖြစ်သွားခဲ့ပါပြီ nice side တို့ nice ကဲတော့ grenade တွေတောင်းချောက်ပဲပြန်တဲ့နေနေပဲ grenade တစ်လုံးနဲ့ပဲကျွန်တော် DND တကောင်တော့ကျွန်တော်တို့ပါသွားခဲ့ပြီဗျာအဲ့ဒါမှာ DND တစ်သိန်းလုံးကတော့ white ကောက်ဖြစ်သွားနေတယ်ပဲ safe cloud အနေနဲ့နောက်တစ်ကောင် EA ကိုပါမားလိုက်ရင်းနေပဲကျွန်တော် EA အနေနဲ့တကောင်ပဲကြံတော့မှာလားဟုတ်တယ်ဗျာကျွန်တော် EA တကောင်ပဲကြံမှာတော့မယ်ကျွန်တော်ရွှေမောင် YG အနေနဲ့တင်းကင်း6မှတ်ထိရယူထားပါသေးတယ် let's go မပြဘူးရအောင်ရင်ကဲတော့ကျွန်တော် Titan တောင်းချောက်ပဲပြစ်ခတ်နေရရင်းနေပဲ smoke ထဲမှာပြန်ပြီးတော့ကျွန်တော်ကျမ်းမာကြီးတော့ view side နေခဲ့ရပြီဗျာအဲ့တော့ကျွန်တော်တို့ view side နေလည်းအစင်မပြေတော့တဲ့ဆုံးမှာတော့ကျွန်တော် Titan တစ်သိန်းလုံးမှာ white ကောက်ဖြစ်သွားခဲ့ပါပြီ let's go ကျွန်တော် YG ၄အောင်လုံးကြံနေသေးတယ်တင်းကင်း6မှတ်ထိရယူထားပါသေးတယ်အေးရှောင်းနေပြီရှောင်းနေပြီမေလို့တကောင်မဲကြံတော့တာအဲ့တကောင်မှာရှောပြီလားမသိဘူးကဲအဲ့မှာကျွန်တော် GS ဘက်မှာကျွန်တော် NSA position တော့ယူနေခဲ့ပြီ zone what a zone ဒီဘက်ကျင်းမလားအော်ရောက်ကြီး zone ကြီးကွာ zone ကြီးဝေးသွားပြန်ပြီကွာဒါမှမဟုတ်ကျွန်တော်တို့ safe cloud ချက်ချင်းပဲ position ယူဖို့တော့ကားတော့ထုတ်နေခဲ့ပြီchicken သားမယ် let's go လမ်းမလေးနေပါဦးချစ်ပြောတို့ let's go မြန်မာလန်လေးနဲ့လုံးဝ YG ဘာညာကျွန်တော်အားပေးကြမယ်အတန်တော်ဝင်းနေပြီပဲကဲအဲ့တော့မှမေလို FU တွေအနေနဲ့လဲကျွန်တော် position တော့ရှူထားတယ်အဲ့တော့မှကျွန်တော် RQ ဟိုးဘက်ဒီမှာတော့ရှိတယ်ဗျာ safe cloud အားလုံးတော့ကျွန်တော်စောင့်ကြည့်ဖို့တော့ scout နေခဲ့ပြီကျွန်တော်ဇုံထဲကိုတိုးဖို့ကတော့ဒီဘက်မှာအန်နေတော့များတယ်ဗျာ FU တွေလည်းရှိတယ် A7 တွေလည်းရှိတယ်YG ကျွန်တော်စတင်ပြီးတော့ရွှေလျားနေခဲ့ပါပြီကျွန်တော် game plan တွေပါတွေတော့စချမဲ့အနေထားတစ်ခုမှတော့ရှိတယ် YG တိုးနေရင်းနေပဲကျွန်တော်ဇုံအလေကောင်ကြီးကအန်နေတော့များတယ်ဗျာအားလုံးက position တွေပို့ကြိုပြီးတော့ယူထားတဲ့နေတာတစ်ခုမှရှိတယ် ပတ်သွားလိုက်လား sorry ဝိုင်းကြီးလုံးလုံးကဲကျွန်တော်တို့အပေါ်စီကနေပဲအချိန်ဒီအားလုံးတော့စောင့်ကြည့်ဖို့အတွက် Roy ကတော့အရင်သွားမယ်ဗျာ Roy ဒါကျွန်တော်ရေကားဖြစ်တဲ့အတွက်လဲ Roy အရင်သွားပါဦးမယ်အဲ့တော့ Roy ကိုဝိုင်းပြီးတော့မေးနေတယ်ဆိုပေမဲ့လည်းအားလုံးကတော့ကျွန်တော် position တော့တွေ့သွားခဲ့ရပြီအဲ့တော့ကျွန်တော် Roy ချီကတောင်းလျှောက်ပဲခွဲခံလိုက်ရတဲ့အနေထားမှာ Roy အပြင်ကိုထွက်လိုက်ရတယ်ဗျာအဲ့တော့ကျွန်တော် YG smile မှာထပ်ပြီးတော့ပေးရပြီဟာရောက်ရေးစုံပဲကွာစုံပဲဒါမဲ့ကျွန်တော်စကေးတော့ရယူထားပါသေးတယ်အဲ့တော့ကျွန်တော် YG safe cloud ပြန်လဲပြီးတော့ကျွန်တော် note ထားတဲ့နေတာတစ်ခုမှာတော့ back fire ဘာလဲပြန်ပေးထားတဲ့ safe cloud ကိုတော့ထောင်းချောက်ပဲကျွန်တော်ပြစ်နေတယ်ဆိုပေမဲ့လည်းဒီမှာကျွန်တော်မာနဲ့ရှားတော့တော့ပြန်ခဲ့အောင်ပဲဗျ YG smile ပြန်လဲပြီးတော့ရှင်းတန်နေစဲပါပဲ let's go ဟိုဘက်ကိုသွားဇုံထဲမှာဝင်ကွာဇုံထဲမှာဝင်ပြီကဲတော့ safe cloud ချန်နေတော့မယ်ကျွန်တော်တို့ YG smile ချန်နေတော့မယ် YG မာနဲ့ချန်နေတော့မှာပဲဝင်ဆက်ကွာခိုင်းနေတော့ကျွန်တော်ထဲထဲကိုတိုးပဲဆိုတဲ့အနေထားကျွန်တော်နောက်မှာ FU တကောင်ရှိနေတယ်နော်အဲ့နေများတယ်ခဲတော့ကျွန်တော်မာနဲ့ play မတိုးဘူးတော့ကြိုးစားနေတယ်ကျွန်တော် safe cloud နေတယ်တော့ပြစ်ခံလိုက်ရပြီဗျာမာနဲ့ smile ရှေ့ကိုတိုးဘူးတော့ကြိုးစားနေဆို